ဒီကလေးတော့ဒီမှာကျွန်တော်ကိုင်းထုံနေနေဗျာလားလူတွေဘာကြောင့်အသက်တွေတူကြတာလဲလူတွေဘာကြောင့်စင်းရဲရတာလဲဆိုတာလေးတွေကိုကျွန်တော်တွေးမိတာလေးကိုပြောအောင်မယ်ဗျာအကြောင်းကတော့ဒီလိုဟိုတုန်းကတိုင်းပြည်တစ်ခုမှာရာသီဥတုတွေဖောက်ပြန်နေပေါ့ဗျာရာသီဥတုတွေဖောက်ပြန်တဲ့အခါကျတော့ကောက်ပဲတိနံတွေကလည်းစိုက်လို့မဖြစ်ထုံးတဲ့အခါကျတော့တိုင်းသူပြည်သားလူများအားလုံးလူဘိုးပါတယ်အကုန်လုံးစင်းရဲကြတာပေါ့ဗျာအဲ့ဒီအခါကျတော့လူတွေကဘာပြောလဲဆိုတော့ယခုကဲ့သို့ရာသီဥတုဖောက်ပြန်ပြီးတော့ကောက်ပဲတိနံတွေမဖြစ်ထုံးတာဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘရင်တီလာမဖြူစင်ကြဲလို့တီလာမလုံးကြုံလို့ဒီလိုပြောတဲ့အခါကျတော့ဘရင်ကလည်းကြတော့ဟာငါတီလာမလုံးလို့မဟုတ်ဘူးတကယ်တမ်းကျတော့မင်းတို့တွေကိုးကွယ်နေတဲ့မင်းတို့ပို့ပြားဆုံးတွေကိုစားနေတဲ့ယဟန်တန်ဃာတွေဆရာတော်တမတော်တွေတီလာမလုံးကြုံလို့ဖြစ်တာလို့ပြောပြန်အဲ့လိုပြောတဲ့အခါကျတော့ယဟန်တန်ဃာတွေကလည်းကြားတဲ့အခါကျတော့ဟာတို့ကိုအပြင်းမပြောနဲ့တို့တွေကတီလာမဖြူစင်ကြဲလို့တီလာမလုံးကြုံလို့ရာသီဥတုတွေဖောက်ပြန်တာမဟုတ်ဘူးမင်းတို့ပြည်သူလူထုတိုင်းသူပြည်သားတွေကတီလာတွေမလုံးကြုံကြလို့တီလာတွေမဆောင်ထိန်ကြလို့တိုင်းပြည်ကြီးမှာရာသီဥတုတွေဖောက်ပြန်ပြီးတော့ကောက်ပဲတိနံတွေမပြေထုံးတာပဲဖြစ်တယ်လို့တခါပြောကြဗျာပြောတဲ့အခါကျတော့ပြည်သူတွေကဘရင်ကြီးကိုပြောတယ်ဘရင်ကြီးကခုနဟိုဘယ်လိုခေါ်မလဲနော်ယဟန်ပုံသားတွေကိုပြောတယ်ယဟန်ပုံသားတွေကလူတွေကိုပြောအဲ့လိုမျိုးပေါ့အဲ့လေကြာအငင်းပွားမှုတွေဖြစ်လာတဲ့အငင်းပွားမှုတွေလည်းဖြစ်လဲလာတဲ့အခါလည်းကြာကဲအဲ့လိုဆိုလို့ရှိရင်တော့တို့တွေတီလာစစ်ပွဲလုံးမယ်ဆိုပြီးတီလာစစ်ပွဲလုံးမယ်ဆိုတော့ကဲတီလာစစ်ပွဲကဘယ်လိုလုံးမှာလဲဆိုတော့ဘရင်ကြီးကလည်းစံကိုအထုံးနဲ့တထုပ်မင်းတို့တိုင်းသူပြည်သားတွေကလည်းစံကိုအထုပ်အဲ့တော့ဒီနေ့ယဟန်တန်ဃာတွေကလည်းစံတွေကိုအထုပ်ထုတ်လာပြီးအိုးထဲမှာထည့်ပြီးတော့အတူတူပြုတ်မယ်အဲ့တော့တီလာပြတ်တဲ့သူကစံမနူးမနှက်ဖြစ်လိမ့်မယ်တီလာကောင်းတဲ့သူကတော့စံနူးလိမ့်မယ်ဆိုလည်းပြီးတော့အထုပ်3ထုပ်ကိုတခါတည်းအိုးကြီးထဲမှာထည့်လဲပြီးတော့ယူမျိုးပွက်စုထဲမှာပြုတ်လိုက်တာတဲ့အချိန်နေကြာမိတွေထိုးပြီးတော့အချိန်ကြာလဲခါလဲကြာဖော်လဲကြည်လိုက်ကောအန်ဩစွာနဲ့တွေးရှိရတာကတော့တထုံးမှမနူးဘူးတဲ့ဘယ်လိုဖြစ်လို့လဲဆိုတော့အကုန်လုံးသီလတွေပြတ်နေကြတာပေါ့ဗျာတထုံးမှမနူးဘူးတဲ့အဲ့တော့ကျွန်တော်တို့တွေတကယ်တမ်းကျတော့လေဟိုတုန်းကဓမ္မကျွန်တော်ကနွားနဲ့ထုံနေတဲ့ထုံရက်တဲ့အချိန်ကနေပြီးတော့စက်မှုလျာကိုကူးပြောင်းလာတာပေါ့အဲ့ဒီအခါကျတော့ကျွန်တော်တို့နွားတွေနဲ့ထုံရက်တဲ့အခါတုန်းကပြောမယ်ဆိုလို့ရှိရင်တော့နွားတုံးကိုထန်ကုန်ထုံနိုင်မှ100ဒီကို9ဧက6ဧက9ဧကပေါ့ဗျာစက်တွေနဲ့ထုံတဲ့အခါကျတော့ကျွန်တော်တို့ဧကပေါင်းမြောင်များစွာတွေပြီးဆုံးလာတာပေါ့အချိန်တော်အတွင်းမှာလည်းပြီးဆုံးလာတဲ့လောအားပြဿနာတွေကိုလည်းဖြေလျှော့မှုတွေဖြစ်လာတယ်တိုင်းပြည်ဟာတိုးတက်ပြောင်းလဲလာတာနဲ့အမျှလူလောအားတွေကလည်းဖွံ့ဖြိုးလာတော့လူတွေကတောအရံမှာမနေတော့ဘူးမြို့တွေမှာတက်ပြီးတော့အလုပ်လုပ်တဲ့အခါကျွန်တော်တို့တောအရံမှာအလုပ်တွေရှားပါတယ်အဲ့ဒီကနေပြီးတော့လက်မှုလျာထွန်ရက်ကနေပြီးတော့ကျွန်တော်တို့စက်မှုလျာကိုပြောင်းရတာပေါ့ဗျာစက်မှုလျာကိုပြောင်းတဲ့အခါကျတော့ဟိုတုန်းကကျွန်တော်တို့လူတယောက်ကို10ဧကလောက်ပဲလုံနိုင်တဲ့အခါမှာစက်တွေပါလာတဲ့အခါကျတော့လူတယောက်ကိုဧက50လဲလုံနိုင်လာတယ်ဧက100လဲလုံနိုင်လာတယ်အဲ့ဒီအခါကျတော့ကျွန်တော်တို့ရဲ့လေယာမြေတွေတိုးချဲ့လာတယ်လေယာမြေတွေတိုးချဲ့လာတဲ့အခါကျတော့စက်တွေရဲ့လိုအပ်ချက်တွေကလည်းထပ်ဖြည့်ဆည်းလာတယ်အဲ့ဒီမှာကျွန်တော်တို့တခါတည်းရာသီဥတုတွေကစက်တွေဝါးတွေသုံးတဲ့အခါကျတော့ဒီကထွက်တဲ့ဓာတ်ငွေတွေကြောင့်ရာသီဥတုတွေကပျက်စီးတယ်လို့ဆိုတယ်ရာသီဥတုပျက်စီးလာတဲ့အခါကျတော့ရာသီဥတုမှန်တော့ပိုးမွားတွေကပေါများလာတဲ့အခါကျကျွန်တော်တို့ဆေးဝါးတွေကိုကျွန်တော်တို့ကလှည့်သုံးရပြန်တယ်ဆေးဝါးတွေကိုသုံးလာတဲ့အခါကျတော့ဒီဆေးဝါးတွေရဲ့တန်တရားဆက်ကွင်းကိုကျွန်တော်တို့ပြားတွေသေဆုံးရတယ်ဒီကောင်တွေဆုံးရှုံးရတယ်ကျွန်တော်တို့မိတ်ဆွေသားရဲတွေပျက်စီးလာတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာလေယောဂဇိုးတွေကကြာရောက်လာတယ်ဒီဆေးတွေရဲ့ဓာတုအကြံတွေကြောင့်ပဲကျွန်တော်တို့တွေချမ်းသာဖို့လုပ်နေနေဆင်းရဲနေရတယ်လေအဲ့တော့ကျွန်တော်တို့အသက်တွေတိုးလာတဲ့ယောဂတွေထူပြောလာတဲ့ဟိုတုန်းကတဲ့နောက်နှစ်20ကားတဲ့စာလို့ရှိရင်ကျွန်တော်တို့လူနေမှုအစဉ်တန်းတွေမြင့်မားလာတဲ့ဆိုပင်ညာတော့လဲကျွန်တော်တို့ရှားထားတဲ့ပတ်စံတွေကတဖြည်းဖြည်းနဲ့ကျွန်တော်တို့စေးရုံကုတဲ့ဈေးနဲ့တောင်မှပဲကျွန်တော်တို့မလောက်ချင်တော့ဘူးလေအဲ့တော့ဒါတွေကဘာလဲဆိုတော့ကျွန်တော်တို့တွေဘယ်အရာပဲဖြစ်ဖြစ်တစ်ခုလိုချင်တော့တစ်ခုပိတ်ဆက်ရမှာပဲဖြစ်ပါတယ်အဲ့ဒါကိုဥပမာတာရကလေးတစ်ခုထပ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တရုတ်နိုင်ငံမှာလူဦးရေတွေထူထပ်လာတဲ့အခါကျတော့စားနဲ့ရိတ်ခါတွေကအမတန်လိုအပ်တယ်ရှားပါလာတယ်ပေါ့ဗျာအဲ့လိုရှားပါတဲ့ပြဿနာတွေတက်လာတဲ့အခါကျတော့သူတို့တွေကတီထွင်းလာတာပေါ့ဝက်တကောင်ကိုမွေးမယ်ဆိုရင်12လလောက်မွေးမှဝက်တကောင်ကပြောမယ်ဆိုရင်တော့ကျွန်တော်တို့စားလို့ရတဲ့အရွယ်ကိုရောက်တဲ့ကြက်တကောင်ကိုမွေးမယ်ဆိုရင်6လလောက်ကြာမှစားလို့ရတဲ့အချိန်ကိုရောက်တဲ့အဲ့ဒါတွေကိုစောင့်တိုင်းမယ်ဆိုရင်သူတို့လူဦးရေပြဿနာနဲ့ဘလို့မှမဖြစ်ထုံးနိုင်ဘူးအဲ့ဒီခါကျသူတို့ကဘာတွေလုပ်လဲဆိုတော့သိပ္ပံပညာရှင်တွေကစေဝါတွေတီထွင်းပြီးတော့တက်တဝါတွေကိုဗီဇတွေပြောင်းပြီးမွေးတော့တာပေါ့အဲ့ဒါတက်တဝါတွေကိုလည်းဗီဇတွေပြောင်းနေတပင်းတွေကိုလည်းဗီဇတွေပြောင်းလဲပြီးတော့မွေးပေးရတယ်အဲ့ဒီခါကျတော့အစဉ်ပြေးလာတာပေါ့အစတုန်းက12လလောက်မွေးရမယ်ဝက်တွေကကျွန်တော်တို့3လလောက်နဲ့ပဲဝက်တန်းစီတွေရောက်လာတယ်အကျက်တွေဆိုရင်45ရက်လောက်နဲ့ကျက်ပြောမယ်ဆိုလို့ရှိရင်တော့ဈေးကွက်ကိုရောက်လာတယ်တစ်သီးဥတွေဆိုလို့ရှိရင်လေကျွန်တော်တို့45ရက်တွေ1လခွဲတွေ2လတွေဒီလောက်တွေပဲစောင့်ဆိုင်ရတော့တယ်ဟိုတုန်းကလို့4လ5လတွေမစောင့်ဆိုင်ရတဲ့အခါကျတော့စားမှုတောင်းမှုကတော့ပြေးလဲသွားတယ်ဒါပေမဲ့ဘယ်လိုပြဿနာတွေတက်လာလဲဆိုတော့အဲ့ဒီမှာတပင်းတွေကတလိမ့်ဆန်တွေကဟော်မုန်းဆက်တွေဟော်မုန်းဆေးတွေကိုသုံးရတာဖြစ်တဲ့အတွက်အဲ့ဒါတွေကိုစားသုံးရတဲ့အခါကျတော့မိန်းကလေးတွေမှာအရွယ်မတိုင်ဘဲနဲ့အပြိုပေါ်ဝင်တဲ့ပြဿနာတွေဖြစ်လာကြတယ်
မြန်မြန်ခန္ဓာကိုယ်တွေကြီးထွားလာတဲ့ပြဿနာတွေဖြစ်လာတဲ့ဟော်မုန်းပြောင်းလဲတွေဖြစ်လာတဲ့ဒါတွေကကျွန်တော်တို့ပေးဆက်နေရတာပဲဖြစ်တယ်အဲ့တော့တကယ်တမ်းကျတော့အရင်ကိုစစ်ပြီးတော့အမြင့်ကိုလာမယ်ဆိုရင်ဘာကြောင့်ကျွန်တော်တို့တွေဆင်းရဲနေရတာလဲဘာကြောင့်ကျွန်တော်တို့တွေစီးပွားရေးတွေအဆင်မပြေရတာလဲဆိုရင်ကျွန်တော်တို့ရဲ့လောဘကြောင့်ပဲဗျကျွန်တော်တို့တွေကအဝေးကိုလိုက်ရှာပြီးတော့သူမကောင်းလို့ငါမကောင်းလို့တိုင်းပြည်မကောင်းလို့ဘယင်မကောင်းလို့စေဝါတွေမကောင်းလို့ဆိုအမျိုးမျိုးအပြစ်တွေတင်းနေကြပြီမဲ့တကယ်တမ်းကျတော့မဟုတ်ဘူးဗျအဲ့ဒါတွေကိုကျွန်တော်တို့တွေကပဲစတင်ပြီးတော့ဖိတ်ခေါ်ခဲ့တာအဲ့ဒါတွေဖြစ်လာဖို့ကျွန်တော်တို့တွေကပဲစတင်ပြီးတော့တီထွင်ခဲ့တာလေအဲ့ဒါဘလူကလှုပ်ခိုင်းတာလဲဆိုတော့ကျွန်တော်တို့ရဲ့လောဘတွေကလှုပ်ခိုင်းတာပဲဖြစ်တယ်ဗျာအဲ့တော့ကျွန်တော်တို့ချမ်းသာခြင်းနဲ့တကယ်ချမ်းသာခြင်းအစစ်အမှန်ကိုလိုချင်နေဆိုရင်တော့ကျွန်တော်တို့လောဘကိုလျှော့ရမှာပဲဖြစ်ပါတယ်တကယ်တော့ငြိမ်းချမ်းသောတရားကိုလိုချင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ဒေါသတွေကိုလျှော့ရမှာပဲဖြစ်ပါတယ်အမြဲတမ်းထာဝရအင်းကြီးတဲ့ဘဝကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့တွေမောဟတွေကိုအတတ်နိုင်ဆုံးလျှော့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဆင်းရဲနေတဲ့အကြောင်းဟာကျွန်တော်တို့ရဲ့လောဘသာလျှင်ဖြစ်ပါတယ်ဆိုတာလေးကိုဒါဒီကနေ့ကျွန်တော်လာပြီးတော့ပြောပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ